ကျွန်တော်ရဲ့ဘဝအကြောင်းကိုကျွန်တော်ပြန်ပြောပြမယ်ပေါ့ဟိုတနေ့ကအဆက်ပေါ့နော်ကျွန်တော်တို့စားသောက်ဆိုင်မှာကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့နော်အသက်18နှစ်အထိပေါ့ကိုတွေဦးလေးတွေအကိုတွေအတော်တွေကဟိုလာမြန်မာပြည်မှာသူတို့တွေကပဇင်းပြန်လာပြီးတော့တက်တာပေါ့နော်ထိုင်းနိုင်ငံကနေသူတို့ပြန်လာတယ်ပဇင်းပြန်တက်တယ်ပေါ့တက်တော့ကျွန်တော်တို့တွေခေါ်တယ်ပေါ့ခေါ်ပြီးတော့ကျွန်တော်တို့ပဇင်းကျွန်တော်အသက်မပြည့်သေးလို့ကိုရင်ကြီးပဲဝေးလိုက်ရတာပေါ့ဝီသူတို့ကကျွန်တော်တို့ပဇင်းတက်ပေးပြီးသွားပြီဆိုတာနဲ့သူတို့ပြန်ကြတယ်ကျွန်တော်လည်းပြန်လာတယ်ပေါ့နော်ညီမကြီးစားသောက်ဆိုင်မှာကျွန်တော်အလုပ်ပြန်ပြီးတော့လုပ်တယ်တလားမပြည့်သေးဘူးပေါ့နော်တလားမပြည့်သေးဘူးအလုပ်ပြန်ပြီးတော့လုပ်တဲ့အချိန်မှာသူကလည်းကျွန်တော်ခေါ်တယ်တူရေးမင်းဒီမှာလူလိုတယ်တက်လာမလားကျွန်တော်တက်မယ်ပေါ့နော်ကျွန်တော်တက်မယ်တက်တော့ကျွန်တော်အလောကနေကျွန်တော်ထွက်ခဲ့တယ်ကျွန်တော်အဖေလိုက်ပို့တာပေါ့နော်အဖေလိုက်ပို့ပြီးတော့ကျွန်တော်ထိုင်းနိုင်ငံကျွန်တော်ညမအောင်လာမွန်နေမှာတရက်2ရက်ကျွန်တော်နေလိုက်တယ်နေလိုက်ပြီးတော့ကျွန်တော်ထိုင်းနိုင်ငံတက်လာတယ်ပေါ့အဖေကတော့ကျွန်တော်မြန်မာပြည်ပြန်သွားတာပေါ့ကျွန်တော်ထိုင်းနိုင်ငံတက်လာတယ်18အရွယ်ရောက်18နှစ်ပြီးတော့ကျွန်တော်အမှဦးလေးနဲ့ပိတ်ဖြတ်တာတို့ဘာလို့ဝိုင်းပြီးတော့ကူလုတ်ပေးရတာပေါ့ကူပြီးတော့လုတ်ပေးရတယ်ကူလုတ်ပေးပါပြီးခြီပြီးပေါ့နော်ဝိုင်းခြီပြီးပိတ်ဝိုင်းတင်ပြီးပေါ့အဲ့လိုမျိုးနောက်18နှစ်19နှစ်အရွယ်ရောက်တော့ကျွန်တော်ကပတ်စံလေးပါတယ်စုပြီးကျွန်တော်ကအမေကိုဟိုဒါရတော့ခြံလေးဝယ်ပြီးတယ်ပေါ့ခြံဝယ်တယ်ခြံဝယ်ပြီးတော့ကျွန်တော်အခုကျွန်တော်တို့တွေဘလို့ဟိုဒါဦးလေးရေကျွန်တော်ပိတ်ဖြစ်တဲ့နေရာကျွန်တော်တင်ခြင်းတယ်ပေါ့နော်ကျွန်တော်ပိတ်ဖြစ်တဲ့နေရာမှာကျွန်တော်ဝင်လိုက်တယ်ဝင်လိုက်ပြီးတော့ကျွန်တော်ပိတ်ဖြစ်ကြည့်မယ်ပေါ့နော်ကျွန်တော်စိတ်ကူးတနေ့ကျတော့အလုပ်ကလည်းတအားများတယ်ဗျအဲ့ဟောအလုပ်ကတအားများတယ်များပြီးတော့ကျွန်တော်ပိတ်ဖြတ်ကြည့်တယ်ပေါ့နော်အရှိချမ်းမလှဘူးပေါ့နော်ကျွန်တော်ဖြတ်မလှဘူးဆိုတော့တော်တော်လေးဝင်သွားတယ်ဗျနော်တော်တော်လေးမလှဘူးဦးလေးတီးတော့ဦးလေးကကျွန်တော်ကိုငင်းအုပ်ခံထိတယ်ပေါ့နော်ဒါပေမဲ့အခုကတော့ AC ဖြစ်သွားပါပြီကျွန်တော်ပေါ့နော် AC ဖြစ်သွားပြီအဲ့ရောဆိုလို့ရှိရင်ကျွန်တော်ကတော်တော်ကြီးကိုခံဒီပိတ်ဖြတ်တာမရရအောင်ကျွန်တော်တက်အောင်တင်မယ်ပေါ့နော်မရရအောင်ကျွန်တော်ဖြတ်တင်မယ်ပေါ့အဲ့ဦးလေးရဲ့ညီတယောက်ရှိရဲ့ဗျအဲ့ဒါကျွန်တော်ကိုတင်ပေးတယ်ပေါ့နော်ပိတ်ဖြူကနေပို့ရင်ကျွန်တော်တို့အရှိချမ်းနေပါ